ပြည့်တစားကိုတီးရတာလွယ်တယ်ဗျာတဲ့ဟုတ်တယ်ပြည့်တစားတီးရလွယ်တယ်ဒီဘက်ဂီတာသမားဖြစ်ဖို့များတယ်ဟုတ်တယ်ပြည့်တစားတီးရတာလွယ်ပါတယ်နော်အဆောင်သူတွေကတော့တီးရတာနည်းနည်းခက်တယ်တက္ကသိုလ်ကျောင်းသူလည်းတီးရတာမစိုးဘူးတဲ့ဆရာမတော့တီးရတာအရန်ခတ်သွားပြီဗျာတဲ့ကော့ပေးရင်တော့လွယ်တာပေါ့တဲ့ဟာ brother အဆောင်သူလည်းမခတ်ဘူးတက္ကသိုလ်ကျောင်းသူလည်းမခတ်ဘူးဆရာမလည်းမခတ်ဘူးနော်အဆောင်သူတို့တက္ကသိုလ်ကျောင်းသူတို့ဆရာမတို့တီးမယ်ဆိုရင်စီနဲ့ပဲတီးဟုတ်စီနဲ့ပဲတီးဗျာလုံးဝမခတ်ဘူးဘာကြီးဝေတော်ရာယောင်ကြီးဒေးလင်းတော်ဒီဘုံကျူပြတ်တဲ့မိုးနမတီရာဂဘူဒီဆရာမကိုပဲအသေးဆွဲအောင်ချစ်မိပြီ